Cherry FM Number 1 radio station စိတ်မဆိုးကြဟုတ်ကဲ့belief ကလားခင်ဗျာဟုတ်ပါတယ်တဲ့ဟုတ်အကိုကြီးဟိုဟာလေးကျွန်တော်နည်းနည်းလေးအကိုရှူမာလေးကို complain လေးတက်ချင်လို့ဟုတ်ဘာဖြစ်လဲမသိဘူးဟောလေကျွန်တော်အင်ကြီးအကိုစီကမှားသွားတဲ့အင်ကြီးလေးမတော်လို့ကိုအဲ့ဒါလေးပြန်လဲလို့ရလားကျွန်တော်ဟုတ်ဘယ်နာလေးလည်းမသိကြဟုတ်ကျွန်တော်ရန်ကုန်ကနေအကိုတို့တောင်ကြီးကနေမှားလိုက်တာဟုတ်လားဗျဟုတ်တယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ကိုလေ page မှာဆက်ပို့ထားပေးလို့ပြင်လာဗျဒီလေးရောက်နေလို့ဆိုတော့ကျွန်တော်အင်ကြီးကလေးမှားတာလွန်ခဲ့တဲ့6လ8လလောက်ကမှားထားတာဝစ်တော်ဝစ်ကြည့်ပူသွားပြီအခုအင်ကြီးကတပြည့်ပြည့်နဲ့မတော်တော့ဘူးအင်ကြီးကကြုံသွားတယ်အဲ့လို3ကတော့လျှော်ထားတယ်ကိုရေတင်ပါတော့အဓိကမတော်တော့လို့ကျွန်တော်လဲကျင်တာနော်ကိုဟုတ်ဒီပတ်စံလောက်ကရကျွန်တော်ဘာမှမဖြစ်ဘူးကိုအဓိကကျွန်တော်အကိုအင်ကြီးကိုအရန်သဘောကျတယ်ဒါပေမဲ့ကျွန်တော်နဲ့မတော်တော့ဘူးဟုတ်ကဲ့မတော်တော့ဘူးမတော်တာကလည်းအဲ့လိုမျိုးရေလျှော်တော့ကြုံသွားလားမသိပါဘူးကိုရေကျွန်တော်ပဲပြေးလာတယ်ကျွန်တော်နည်းနည်းပြေးလာတာလည်းပါပါတယ်ဒါပေမဲ့မတော်တော့ဘူးကိုအဲ့တော့လဲပေးလို့ရလားအဲ့လိုမျိုးတော့ထင်းထင်းကြာသွားလို့ကျွန်တော်ဒီဘက်မှာကျတော့ဒီလိုကအစင်မကြီးရောရှိရကြလို့ဘာဖြစ်လို့လဲဆက်လောက်ဟုတ် page ကနေဆက်လောက်ဆက်တယ်ပြီးလို့မ page နဲ့မပြောတော့ဘူးလေအခုနဲ့ကျွန်တော်တွေ့နေပြီလို့ဗျာအခုကဘာဖြစ်လို့ page ကိုလွှဲနေတာတော့အခုနဲ့ကျွန်တော်နဲ့ရှင်းလိုက်ရပြီလေအခုကလည်းသဘောတူရပြီလေကျွန်တော်အပြင်နဲ့ရောက်နေတော့ကျွန်တော်ဖုန်းကြီးရောက်နေလို့စကားတိကျလေးလည်းပြောချင်တာမလို့ဒါမှမဟုတ်ကျွန်တော်ဖုန်းပြဆက်လိုက်မယ်လေအခုအဲ့ဆိုင်ဝင်လာလားကိုမဟုတ်ကြိုင်ပိုင်ရှင်တယ်လို့ဟုတ်ဆိုင်ရှင်ဆိုပြီးပြီလေပွဲသိမ့်လေအခုဆုံးဖြတ်ချက်ပဲအဓိကလေဗျာကျွန်တော်အဲ့အဓိကဗျာအင်ကြီးကမတော်တော့ဘူးလဲကျင်တယ်အခုလဲပေးမလားဒါပဲဟုတ်ကဲ့ဘယ်လိုအချိန်လေးကြာပါကျွန်တော်လဲပေးလို့အဆင်မပြေလို့ပါနော်ဘယ်လိုဒီဘက်ကတော့ကျွန်တော်ဆက်ပြန်ကြည့်ပြီးမယ်နော်ဘယ်လိုဒီချက်ကဘယ်လိုဖြစ်လဲဆိုတာလေဟုတ်ဒီမျိုး error တော့ကျွန်တော်အဲ့ belief ကနေပြီးတော့အဲ့အင်ကြီးကိုပဲတစ်ထဲပြန်လဲကျင်တာဗျာဟလားဘလောက်ကုန်နာကိစ္စမရှိဘူးကိုကတလားကျွန်တော်လဲကျင်တာကျွန်တော်ပတ်စံလည်းမလိုချင်ဘူးကိုဒီတစ်ထဲနဲ့လဲကျင်တာလားဟုတ်ဟိုလေနောက်တစ်ခုအဲ့ဆိုလို့ရှိရင်လေအကိုကလဲလို့အဆင်မပြေဘူးမလားဟုတ်ကဲ့ဟုတ်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်အင်ဂျီလေးကိုလေအကိုစကန်အနေနဲ့ပြန်ဝယ်ပေးလို့ရလားဟုတ်အဲ့လိုဘလို့vintage လေ vintage အကို pre left ဟုတ်ကဲ့ဗျာဘလို့မပြေဘူးတော့ဟုတ်အဲ့လိုမပြေလို့ပါဗျာဟုတ်စိတ်မဆိုးကြဟုတ်ကဲ့ပါအကိုရေမင်္ဂလာပါကျွန်တော်တို့ Cherry FM ကပါခင်ဗျာဟုတ်ကဲ့ဗျာကျွန်တော်တို့စိတ်မဆိုးကြီးအစီအစဉ်ကနေအကိုစနေတာပါနော်အကိုဟုတ်ကဲ့ခင်ဗျာဟုတ်ကျွန်တော် sorry ပါနော်အားရတယ်အကိုရလို့ဗျာဘုန်းကြီးကျောင်းရောက်နေလို့ဟုတ်ကဲ့ကိုဟုတ်ကဲ့အကိုလေးကျွန်တော်ညီမလေးချွမခင်ကဖုန်းဆက်ပြီးတော့စာခိုင်းတာပါနော်အကိုဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျာကဲအဲ့တော့လေစိတ်နှောက်ရက်ဖြစ်သွားရဆိုလို့ရှိရင်လေကျွန်တော်တို့ဘက်ကနေတော့အနူးညွတ်တောင်းပန်ပါတယ်နော်အကိုဟုတ်ကဲ့ဟုတ်ရပါတယ်ဗျာဟုတ်ကဲ့ဗျာCherry FM Number 1 radio station